2026မှာပုံမှန်ကုတ်ရေးတဲ့ရင်းနှီးတွေကအလုပ်လုံးဝမဖြစ်တော့ပါဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ AI coding agent တွေကအရန်ကို strong ဖြစ်လာလို့ပါ။ဘယ်လောက်တောင် strong ဖြစ်လာလဲဆိုတော့ကျွန်တော်ပြပါမယ်။ဒီမှာကျွန်တော်ပြမယ်ပေါ့နော်။ဒါကကြတော့ anti gravity ကျွန်တော်တို့ဒီ AI code editor ပေါ့နော်။သူကကြတော့ Google ကနေထုတ်ပေးတာ။အဲ့တော့ဒီကောင်ကိုကျွန်တော်တို့သုံးပြီးတော့ဘာလုပ်ထားလဲဆိုရင် project တွေကိုကျွန်တော်တို့ရေးထားတယ်ပေါ့နော်ဒီ project ကကြတော့ဘာလဲဆိုတော့ကျွန်တော်တို့ဒီ mobile application မှာအ project ကိုရေးတဲ့အခါမှာကျွန်တော်တို့ဒီ development ကနေစပြီးတော့ production အထိကိုကျွန်တော်တို့ကဒီ AI coding editor ကိုသုံးပြီးတော့ပဲရေးသွားတာပေါ့နော်အဓိကကတော့ကျွန်တော်တို့ဒီမှာ develop တဲ့အခါမှာလိုအပ်တဲ့ instruction တွေဘယ်လိုလုပ်ချင်တယ်ဘယ်လိုသွားချင်တယ်ကိုယ့်ရဲ့ flow ကဘယ်လိုရှိတယ်ဆိုတာကိုကြတော့လိုကနေပြီးတော့ကျွန်တော်တို့ဒီ input တွေထည့်ပေးရတယ်ပေါ့နော် okay ငါကတော့ဒီ application ကိုဒီလိုမျိုးလုပ်ချင်တယ်ဘယ် library သုံးချင်တယ်ဘယ်လိုမျိုးလုပ်ချင်တယ်ဘယ်လို deployment လုပ်ချင်တယ်စသဖြင့်ဒါတွေကတော့ကျွန်တော်တို့ဒီ developer တွေအနေနဲ့ engineer တွေအနေနဲ့ထည့်ပေးရမယ် input တွေပေါ့နော်ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကိုယ်တိုင်က manually ရေးစရာမလိုတော့ဘူးကိုယ်ဒီအနေနဲ့တည်ထားမှာပါလဲဆိုတော့ကိုသုံးချင်တဲ့ framework တွေကိုလုပ်ချင်တဲ့ဟာတွေနဲ့ကိုယ့်ရဲ့ direction ကိုကောင်းကောင်းသိဖို့လိုအပ်တယ်ပေါ့နော်ဒီနေရာမှာ code editor နောက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ CLI only ပဲသုံးလို့ရတာပါ cloud code လို့ခေါ်တယ်တော်တော်ကြီးကို powerful ဖြစ်ပါတယ် Anthropic ကနေထုတ်ပေးတာပါကျွန်တော်ပြပါမယ်ဒီကောင်လေးပေါ့နော်ဒါ cloud ပါကျွန်တော်ရဲ့ဒီ anti gravity ထဲမှာကြတော့ကျွန်တော်ကextension ထည့်ထားပြီးတော့ဒီအထက်ကနေပြီးတော့တဆင်လှမ်းပြီးတော့သုံးပါတယ်ကိုက extension အနေနဲ့မသုံးချင်ဘူးဆိုရင်လည်းဘယ်ကနေသုံးလို့ရလဲဆိုတော့ကျွန်တော်တို့ဒီ terminal ကနေတဆင်သွားပြီးတော့သုံးလို့ရတယ်ပေါ့နော်ကျွန်တော်ကကြတော့ကျွန်တော်ရဲ့ workflow တစ်ခုလုံးကိုဒီ anti gravity ထဲမှာပဲထည့်ထားတာဖြစ်တာကြောင့်မလို့အကုန်လုံးကိုဒီထဲမှာပဲထည့်ထားတာဖြစ်တယ်ပေါ့နော်ဒါကကြတော့ application တစ်ခုတည်းမဟုတ်ပါဘူးကျွန်တော်တို့အရင်တုန်းကဆိုရင်ကျွန်တော်တို့ဒီ GitHub ကုတ်ပိုင်းတော့တွေခေတ်စားတဲ့ကာလရှိပါတယ်သူကကြတော့ဘယ်လိုမျိုးလဲဆိုတော့ comment ရေးလိုက်ပြီဆိုရင်ဘယ်လိုမျိုးလုပ်ချင်တယ်ဆိုပြီးကျွန်တော်တို့ comment ရေးလိုက်ပြီးလို့ရှိရင်သူက auto completion လေးပေါ်လာတယ်အဲ့ဒီ auto completion ကိုကျွန်တော်တို့အသုံးပြုပြီးတော့ရေးတဲ့ဟာရှိပါတယ်အဲ့တုန်းကဆိုရင်လွန်ခဲ့တဲ့2023 2024ကာလတွေမှာတော်တော်ကြီးကိုခေတ်စားပါတယ်သူကကြတော့ကျွန်တော်တို့ဒီ Microsoft နဲ့ GitHub ကနေပြီးတော့ပေါင်းထုတ်တာပါအဓိကတော့ဒီ Microsoft ကပိုင်တာပဲပေါ့နော် GitHub ကတော့သူကဘယ်လိုမျိုးအလုပ်လုပ်လဲဆိုရင်ကျွန်တော်ဓမ္မပြထားသလိုပဲပေါ့နော်အလုပ်လုပ်ပါတယ်ဒီအပေါ်မှာဆိုကျွန်တော်တို့ဓမ္မကိုလုပ်ချင်တဲ့ဟာကို comment ရေးပေးလိုက်တယ်အောက်မှာဆိုရင်သူက auto complete ပေါ်လာတယ်ပေါ့နော်ဒါကကြတော့ကုတ်ပိုင်းတော့ရဲ့ original format ပေါ့နော်အဲ့ဒီကနေတဆင့်ဘယ်လောက်တောင်မှတိုးတက်ပြောင်းလဲလာလဲဆိုရင်ကျွန်တော်တို့အခုလက်ရှိမှာကုတ်ကိုလုံးဝထိစရာမလိုတဲ့အနေအထားတစ်ခုတည်းကိုရောက်ရှိလာတာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုက engineering ဘိုင်းပေါ့နော်အဓိက software engineering ဘိုင်းမှာလုပ်မယ်ဆိုရင် AI ကိုအသုံးပြုတတ်ဖို့လိုအပ်တယ်ဆိုတာကိုသိစေချင်ပါတယ်